Hello အားလုံးပဲမင်္ဂလာပါရှင်မိတ်ပါရှင်မမေဒီနေ့ပါပေါ့နော်ဒါဆိုင်နေရလို့အရန်ကိုရတာရှိတယ်ပေါ့နော်မှုံငရုပ်ပွားအချိုချက်ဟင်းလေးကိုချက်ပြတော့မှာဖြစ်ပါရဲ့ရှင်မကြည့်ပါဦးအယောင်လေးကိုရဲဆိုဒါပဲအရန်လဲဆောက်လို့ကောင်းတယ်နော်ဒါကြောင့်မမေဘယ်လိုလေးချက်သွားမလဲဆိုတာဗီဒီယိုလေးကိုအဆုံးထိလိုက်ပြီးတော့ကြည့်ပေးကြပါအောင်ရှင်ကဲဒါဆိုစားလိုက်ရအောင်နော်ရင်ဆောင်မမေကဒါဈေးကနေဝယ်လာပေါ့နော်ကောက်ရုံးမှုပေါ့နော်ဒီမိုလေးကိုမမေကအယိုးတက်တက်အပေါ်ပွင့်ဖက်တက်တက်အရင်ဆုံးတင်လိုက်ပါမယ်ဒါ30သားဝယ်လာတာပါရှင်တင်ပြီးသွားပြီဆိုရင်တော့မမေကဒါရေဆေးမှဖြစ်ပါတယ်ရေတခြားဆေးပါမယ်နော်ကဲဒါမမေကပေါ့နော်ရေဆေးပြီးသွားပါပြီအယိုတက်တက်ပွင့်ဖက်လေးတက်တက်ခွဲပြီးရေဆေးထားပါတယ်ပြီးရင်တော့မမေကဒါစီပူရဲကိုပေါ့နော်ကြက်သွန်လေးစိတ်ခွဲထားထည့်ပြီးတော့မစီတက်ပေးလိုက်ပါတယ်ရှင်မမေကဒီစီကကြက်ဥကြော်ထားမလို့ဒီလိုအမြုံလေးထားနေရပါပြီးရင်တော့ခဏပေါ့နော်အယိုးလေးတွေကိုရေဆေးထားတဲ့အယိုးလေးတွေထည့်ပြီးတော့မလုံပေးလိုက်ပါမယ်ဒီအယိုးလေးကမာပြီးတော့နည်းနည်းကြက်ဖို့ကြာရပေါ့နော်ဒါကြောင့်အရင်ဆုံးသူ့ရေဆုံးချက်ပေးရပါဒါကြက်သွန်ဖြူထောင်းထားတာပါရှင့်ကြက်သွန်ဖြူထောင်းထားတာလေးမှုန့်ရအောင်လို့ပေါ့နော်ထည့်ပေးလိုက်ပါတယ်ပြီးရင်တော့ဟင်းလေးကိုပေါ့နော်ဟင်းအိုးလေးကိုစီတက်ပေးလိုက်ပါမယ်ရှင်ပြီးတော့မမေကဒါပေါ့နော်ရောင်တင်မုတ်စနွေးမုတ်ပေါ့နော်စနွေးမုတ်လေးထည့်တာပါမှားသွားလို့နော်ပြီးတော့ဒါကတော့မြို့တီးရောင်တင်မုတ်လေးထည့်တာပါရှင်ဟင်းကိုအရောင်လေးလှအောင်လို့ပါပြီးတော့ဒါလေးတွေတခြားလေးပေါ့နော်ပွေပေးပါမယ်ရှင်ပြီးတော့ဒါမမေရပါတော့ရုပ်စုံချင်းလေးထည့်ပေးလိုက်တာပါရှင်ဒီရေလေးခမ်းတော့အရင်ဆုံးတည်ထားမယ်ပေါ့နော်ရုပ်ဆောင်ကြည့်လေးခံသွားပြီဆိုလို့ရှိရင်မမေကဒီအယိုးလေးတွေဤသွားအောင်ရေတံလေးထည့်ပေးလိုက်ပါတယ်ရှင်ရေတံလေးထည့်ပြီးတော့မှဒီအယိုးလေးဤရထီတဲပါမယ်ရှင်အယိုးလေးဤသွားပြီဆိုရင်ဒါမမေကပေါ့နော်ပိုင်းပိုင်းလေးထားတဲ့ငရုတ်ပွားလေးတွေကိုထည့်ပေးလိုက်ပါတယ်ရေစစ်ထားပြီးသားနော်ပြီးတော့မှွေပေးလိုက်မယ်နော်ပြီးတော့မမေကပေါ့နော်ရေစစ်ပြီးသားမို့အပွင့်ဖက်လေးပေါ့နော်ပွင့်ဖက်လေးတွေကိုထည့်လိုက်ပါတယ်ဒီပွင့်ဖက်လေးတွေကကြာနူးလွယ်တယ်ပေါ့နော်ဒါကြောင့်မမေကအယိုးလေးနူးသွားမှသူ့ကိုထည့်တာပါရှင်ပြီးတော့ဒါလေးကိုတခြားလေးမှွေပြီးတော့ခဏလောက်ကြက်အောင်တည်ထားလိုက်ပါမယ်ရှင်ရတာနေလည်းမမေကစားထည့်ပါရဲ့ရှင်ပြီးတော့မမေကအချုံမုတ်ထည့်ပါရဲ့နော်အချုံမုတ်ကမမေကအများကြီးမသုံးထားပါဘူးအချုံမုတ်မသုံးတဲ့သူတွေကတခြားဟင်းခတ်မုတ်ပေါ့နော်အရွက်မုတ်လေးပါလေးထည့်ပါရှင်ဒီတော့အရသာလေးနှံပါအောင်တခြားလေးမှွေပေးလိုက်ပါတယ်မိုးလေးတွေကျက်သွားပြီပေါ့နော်ရုပ်သီးလေးတွေလည်းကျက်သွားပြီဆိုမမေကအယောင်လေးလှကျင်လို့ပေါ့နော်ပြီးတော့မမေကဒီကစုံရွက်လည်းကြိုက်တာမို့လို့ကစုံရွက်လေးကိုပါတယ်ဆိုရင်လည်းနည်းနည်းလေးပဲထည့်ပေးလိုက်ပါတယ်ရှင်မထည့်လည်းရပါတယ်မမေကဒီလိုကစုံရွက်လေးထည့်တာပိုကြိုက်လို့ပါရှင်ပြီးတော့တခြားလေးမှွေပေးလိုက်ပါတယ်မမေကရေလေးတွေခံသွားလို့ပေါ့နော်ရေတန်လေးနဲ့ထပ်ထည့်ပေးလိုက်ပါတယ်မမေမှာရင်နွေးစင်တင်မရှိလို့ပေါ့နော်ရင်နွေးထည့်ရင်လည်းရပါတယ်ရှင်ပြီးတော့ဒါ QC ပေါ့နော် QC လေးနည်းနည်းထည့်ပေးလိုက်ပါတယ် QC ရလေးခဲနေရောပေါ့နော်မမေရေတက်တာထည့်တာဆိုခဲနေရောတော်တော်ခါချရပါတယ်ရှင်ပြီးတော့အားလုံးကိုတခြားလေးမှွေပေးလိုက်ပါမယ်ရတာလေးနှံပါအောင်ပေါ့နော်ကဲဒါဆိုရင်တော့ရသွားပါပြီရှင်မမေပြန်နေထည့်ပြီးတော့ပြန်လာခဲ့မယ်နော်ကြည့်ပါဦးစားချက်စရာလေးနော်အပြင်မှာရမ်းစားလို့ကောင်းပါတယ်တကယ်စားလို့ကောင်းပါတယ်ရှင်ဒါတော့မမေရေတက်တာလည်းကြက်ရှင်တော့ပစုံလေးကြော်ထားတာပါကဲဒီမှာကြည့်ပါဦးဆိုင်ရအတိုင်းပဲပေါ့နော်အရန်ကိုအရသာရှိပါတယ်အယောင်လေးလည်းစိုးနေရပဲအရန်စားလို့ကောင်းပါတယ်ရှင်လိုက်ချက်စားကြည့်ကြပါနော်မမေကတော့ရေခဲတက်တာရှင်ပစုံလေး3ခေါင်ပေါ့နော်3ခေါင်ပဲကြံပါရယ်မမေရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့တယောက်ချင်းစီကိုမမေကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်ဗီဒီယိုမှာလည်းမမေကဘာဟင်းနေချက်ပြအောင်လဲဆိုတာကိုအားလုံးမဆက်ပြီးတော့စောင့်ကြည့်ကြပါအောင်ရှင်အားလုံးပဲနှုတ်ဆက်ပါတယ်